အဲ့ဒီအနာရပင်တထေးကြီးရဲ့အိမ်မှာတတိုင်းတွေကအထက်ထက်ကာယံထားတာအဲ့ဒီမှာစတုထမြောက်တတိုင်းမှာမုတ်မှာစောင့်နေတဲ့နတ်တယောက်ရှိတယ်အဲ့ဒီနတ်ကမိစ္ဆာဒိဋ္ဌိနတ်ဟုတ်လားအဲ့ဒီနတ်ကသူကမုတ်ပေါ်မှာအမြဲတမ်းနေနေတာဒါပေမဲ့လို့ဘုရားမှုရှိတဲ့တန်ဃာတော်တွေကြွလာရင်သီလရှိတဲ့ပုဂ္ဂိုလ်တွေကအောက်ကဖြတ်သွားတာဆိုတော့အဲ့ဒီတန်ဃာတွေအဝင်အထွက်လုပ်တိုင်းသူနဲ့သူ့မိသားစုကမြေကြီးပေါ်ကိုဆင်းဆင်းပြီးတော့နေရတာအဲ့ဒါကိုသူမကြိုက်ဘူးမကြိုက်တော့ဘာလုပ်လဲဆိုတော့တရက်လည်းမဟုတ်တနေ့လည်းမဟုတ်တလလည်းမဟုတ်နှစ်တည်းလည်းကြာလာပြီဆိုတော့တန်ဃာတော်ဒီအိမ်မလာစေခြင်းဘူးအဲ့ဒီတော့ဘာလုပ်လဲဆိုတော့တထေးကြီးကိုလည်းမပြောရဲဘူးတထေးကြီးကသောတာပန်အရိယာကြီးလေအဲ့ဒီတော့သူဘယ်သူကိုပြောလဲဆိုတော့အဲ့ဒီတထေးကြီးရဲ့အမှုကိစ္စအားလုံးကိုဥဆောင်ပြီးတော့ဆောင်ရွက်ပေးတဲ့အမှုဆောင်လူကြီးစီကိုချင့်ကပ်ပြီးတော့ပြောတာအဲ့ဒီနတ်ကကိုထင်ရှားပြပြီးတော့တောင်ပြောတာနော်သင်တို့တထေးကြီးကစီဝါရေးတဲ့ဘာမှမလုပ်ဘူးအမြဲတမ်းပေးကမ်းနေတာယဟန်ဂေါတမရဲ့သာသနာမှာအမြဲတမ်းစွန့်လူနေတာဆိုတော့တနေ့မွဲသွားလိမ့်မယ်ဒါကြောင့်တန်ဃာတွေကိုဒီအိမ်မလာစေနဲ့အဲ့ဒီလိုပြောတော့အမှုဆောင်လူကြီးကလည်းသူတော်ကောင်းကြီးဆိုတော့သင်ဘာပြောတာတော့တထေးကြီးကငါရဲ့ရောင်စုံကနေကင်ဆွဲပြီးတော့အိမ်ကနှင်ထုတ်မယ်ဆိုရင်တောင်မှငါဒီစကားမပြောနိုင်အဲ့ဒါနဲ့နတ်ကလက်လျှော့နောက်နာရပင်တထေးကြီးရဲ့သားကြီးစီကိုချင့်ကပ်ပြီးတော့တခါပြောပြန်သားကြီးကလည်းလက်မခံအဲ့ဒါလို့နဲ့တထေးကြီးကိုတော့သူလုံးဝမပြောရဲဘူးနော်အဲ့ဒါလို့နဲ့နေလာရင်နဲ့နောက်တော့ဘာဖြစ်လဲဆိုတော့တထေးကြီးကဆင်းရဲနွမ်းပါသွားတာဘာလို့ဆင်းရဲနွမ်းပါသွားလဲဆိုတော့တထေးကြီးစီကနေပြီးတော့ငွေကြီးတွေကိုချေးငှားပြီးတော့လုပ်ကြတဲ့ကုန်တယ်ပေါက်စလေးတွေရှိတယ်အဲ့ဒီကုန်တယ်ပေါက်စလေးတွေကစုပြီးတော့ငွေကြီးတာငွေပေါင်း38ကလေးတန်180ကျော်လောက်နော်အဲ့ဒါတွေကိုတထေးကြီးကစီးပွားရေးမှာသိပြီးတော့အာယုံမဆိုင်ဖဲနဲ့သာသနာရေးကိစ္စကိုပဲစိတ်ဝင်စားနေတာဆိုတော့အဲ့ဒီကုန်တယ်ငယ်လေးတွေကပြန်မပေးဘူးအဲ့ဒါတထေးကြီးမှာငွေ38ကလေးကျွေးထဲမှာနစ်နေတာဟုတ်လားပြီးတော့ဘိုးဘွားမိဘဆက်ပိုင်ခဲ့တဲ့အရှိရဝတီမြေကမ်းတစ်ဘေးမှာမြုပ်ထားတဲ့ငွေ38ကလေးကြီးဦးတွေထဲမှာအလုံးပိတ်ပြီးတော့မြုပ်ထားတာတွေရှိတယ်အဲ့ဒါလည်းအရှိရဝတီမြေကျောကရေကြီးတော့တခါတည်းတိုက်စားပြီးတော့မျောပါသွားတာအဲ့ဒီငွေအိုးကြီးတွေဟာမပွင့်မဲနဲ့အလုံးပိတ်ကြီးတွေလိမ့်ပြီးတော့မြင့်ရဲ့ကျမ်းမြေရှောင်းလိမ့်ပြီးတော့အဲ့ဒါသမုဒ္ဒရာကြီးရောက်နေတာအဲ့ဒါ38ကတိတဲ့အဲ့ဒီမှာတထေးကြီးမှာတော်တော်ကြီးကိုဆင်းရဲနွမ်းပါသွားတော့